င်္ဂလာပါရှင်ညီမကတော့ဖြူယောဂပေးမှာတစ်ချက်ပြည့်တဲ့တူယောဂပညာရပ်များလေးကိုညဝေသင်ကြားပေးနေတဲ့တစ်ချက်မိတ်ဝဲဖြစ်ပါလိမ့်ရှင်ဒီနေ့ကတော့မိတ်ပြချင်တာကတော့ baby crew လေးကိုဘယ်လိုပုံစံလေးနဲ့လွယ်လွယ်ကူကူလေးသွားနိုင်မလဲပြီး injury kicking လေးနဲ့သွားနိုင်မှုအတွက်လွယ်ကူဆုံးနည်းလမ်းလေးကိုဒီနေ့ပြသွားမှာဖြစ်ပါလိမ့်ရှင်လိုက်ပြီးကြည့်ကြရအောင်နော်ဒါ beginner လေးကနေစရင်ပါလေဒီ baby crew လေးကို try ကြည့်လို့ရပါတယ်ရှင်အဲ့တော့လိုက်ကြည့်မယ်နော်အရင်ဆုံးမာလာဆနာယောဂီစကွတ်ပုံစံလေးကနေတွားမယ်ယောဂီစကွတ်ပုံစံလေးကတော့အလွယ်ကူဆုံးပေါ့နော်ဒီ baby crew လေးတွားလို့ရှိရင်တော့အမြဲတမ်း hip opening hip joint ဖွင့်တဲ့ movement လေးတွေကို warming up လေးတွေထည့်ပေးရမယ်အဲ့တော့မှဒီ hip joint လေးကိုမှာဒီ joint ထဲမှာဒီကောင်းလေးထည့်လို့ရှိရင်လွယ်လွယ်နဲ့ချောချောမွေ့လေးရမှာပေါ့နော် baby crew တွားမယ်ဆိုရင်ဒီ bike နဲ့ form ဆယ်နဲ့ shoulder ပဲလုပ်လို့မရဘူး hip joint လေးတွေဖွင့်ပေးတဲ့ဟာလေးတွေ hip opening နည်းနည်းလေးထည့်ပေးပြီးမှတွားရင်တော့ပုံမှန်ကောင်းတယ်ပေါ့နော်အဲ့တော့ yogi squat ပုံလေးနဲ့ထိုင်လိုက်တယ်အရင်ဆုံး yogi squat hip လေးကိုဒီတထောင်လေးနဲ့ဘေးလေးကိုတင်မားလေးတွေ hip ပေါင်ရင်းလေးတွေတွန်းထုတ်တယ်အရင်ဆုံး10 second လောက်နေထားပေးလိုက်ရတယ်အရှိမ hip opening လေးလုပ်ထားပြီးဆိုဒီတိုင်းတစ်ခါလေးတွားလို့ရတယ်အဲ့ဒီပြီးရင်ဒီ joint လေးကိုဒူးလေးထည့်ပြီးလက်ပွားလေးတွေကိုလက်ချောင်းထိပ်ကြရတာပြီးပြီးထောက်မယ်ဘလိုတွေကော့မထောက်ဘူးဘလိုမျိုးမထောက်ဘူးလက်ပွားအဖိလုံးဝကပ်ပြီးထောက်တယ်ပြီးရင်တထောင်လေးပါထောက်ချလိုက်တထောင်လေးထောက်ချလိုက်တယ်ဒီဂျိုင်းထဲမှာထည့်ထားတဲ့ဒူးတွေကိုလုံးဝမထွက်စေနဲ့ပြီးချတယ်လက်ပွားလေးတွေပြီးတယ်အဲ့ဒီကနေပခုံးလေးကိုမြင့်မြင့်အပ်ပြီးကြော်ထားတယ်အရှိလေးကိုရုံးထုတ်တယ်ရှူလာအဲ့ချိန်မှာမညွတ်အောင်လုံးဝအပ်ထားမယ်ပြီးရင်ခြေထောက်တစ်ဖက်လေးအရင်ဆုံးမမယ်ခြေပြားလေးအများနဲ့စိုက်တာမယ်အဲ့ဒါမှဘဝပိုင်းရအောင်ခေါင်းမစင်းနေအောင်လေးရမယ်တပြေးချင်းနောက်တစ်ဖက်ကို dot တွားကြည့်မရတဲ့လူကရတဲ့လူတစ်ခါလေးတက်မယ်အရှိလေးကိုကြည့်မယ်ခြေပြားလေးစိုက်ထားမယ်5 second နဲ့10 second ထိန်းလို့ရတယ်ပြီးရင်ပြေးချင်းခြေထောက်လေးပြန်ချချိုင်းပို့လေးနဲ့နာမယ်တူပါပြီတင်မထောင်လေးဖိချကောင်းလေးချလက်ကလေးနာပြေးပြီးမှနာမယ်ရှူထုံးနေနေတာကျေးဇူးတင်ပါတယ်ရှင်